အားလုံးပဲမင်္ဂလာပါလွတ်လပ်တဲ့ခြေလမ်းများ channel ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ခါမှာတော့အစုံတော့မောင်ဆန်ရှာနဲ့လေချွန်တန်အပိုင်းနှစ်ကိုဆက်လက်ဖတ်ကြားပေးမှာဖြစ်ပါတယ်မောင်ဆန်ရှာတီဆေးရံမှာဆေးလိမ်ဝင်များကိုဖြင်းရင်းစွာမှုတ်ထုတ်လိုက်ရင်တုံလုံးကြောက်ချနေတော့အမျိုးသမီးမလှမေကိုစူးစိုက်စွာကြည့်လိုက်တယ်ထို့နောက်တင်းငိမ်အေးဆေးသောအတန်ဖြင့်နမမေရဲ့အမဖြစ်သူမလှဆင်ဟာလွန်ခဲ့တဲ့နှစ်နှစ်ကမင်္ဂလာဆောင်ကနေ့ရက်ပိုင်းလိုမှာပဲအိတ်ခမ်းထဲမှာအကြောင်းရင်းမရှိပဲရုတ်တရက်တည်ဆုံးသွားခဲ့တယ်ဟုတ်ပါလားမလှမေရဲ့မျက်ရည်များတုပ်ရင်ဟုတ်ပါတယ်ဆရာကြီးအမတည်ဆုံးကနေ့ညတွေတုန်းကညတကောင်ရန်ချင်းရောက်တိုင်းအိမ်ပြင်ဘက်ပြည်ပေါက်နာကနေပြီးထူးဆန်းတဲ့လေကျွန်းတန်ခတ်တိုးတို့ကိုကြားရတယ်လို့ကျမကိုပြောခဲ့ပူပါတယ်အခုလည်းကျမရဲ့မင်္ဂလာဆောင်ဖို့ရပ်ပိုင်းလိုမှာပဲအဲ့ဒီထူးဆန်းတဲ့လေကျွန်းတန်ကိုညနေတကောင်ရန်မှာထပ်ပြီးကြားနေရလို့ပါဆရာကြီးရဲ့ကျမတကယ်ပဲကြောက်လာပါပြီဟုတုံရင်ဖြင့်ပြောရှာတယ်မောင်ဆန်ရှာတီခဏမြစဉ်းစားကန်းဝင်ပြီးတော့နှမမေတို့နေတဲ့အိမ်မှာလူတွေရှိတယ်လေဟုထပ်မံမေးမြန်းတယ်ကျမတို့အိမ်မှာပထဝီဖြစ်သူဥပကျော်ရှိပါတယ်ဆရာကြီးဥပကျော်ဟာအိန္ဒိယနိုင်ငံကနေပြန်လာကြတဲ့အိမ်ထဲမှာပဲဆိတ်ရှိတဲ့တရဝါတွေမွေတွေကင်မီကောက်တွေကိုမွေးမြူပြီးတကိုယ်တည်းနေလေးရှိပါတယ်ပြီးတော့အိမ်မှာမွေးထားတဲ့အိမ်မွေးရောက်တကောင်လည်းရှိပါတယ်ဟုဖြေကြားတယ်မောင်ဆန်ရှား၏မျက်လုံးများတည်ပုံမတောက်ပလာပြီးနှကန်းတောင်းတွင်အတိတ်ပဲပါတော့ပြုံးတစ်ခုပေါ်လာသည်ကဲဟုတ်ပြီနှမမေခုအိမ်ပြန်တော့ဒီညဥပကျော်မတိအောင်တတိထားပြီးနေပါညနေတဲ့ခါကျရင်တော့နှမမေရဲ့အိတ်ခမ်းထဲကိုငါနဲ့ငါမိတ်ဆွေတို့ရှုဝတ်စာလာခဲ့မယ်ဘာမှမစိုးရိမ်ပါနဲ့အားပေးကပြန်သွားလိုက်လေတယ်မလှမေပြန်သွားပြီးနောက်မောင်ဆန်ရှားကကျွန်တော်တို့ဘက်တို့လှဲ့ကမိတ်ဆွေဒီအမှုဟာအင်မတန်အန္တရာယ်ကြီးတဲ့အမှုပဲဥပကျော်ဟာညဉ့်ညံတဲ့များတဲ့လူတယောက်ကဲလာပါငါတို့အတွက်လိုအပ်တဲ့လက်နက်တွေပြင်ဆင်ပြီးဒီညခင်းဖြစ်ပေါ်မယ့်အိမ်ကိုတွားကြစို့ဟုဆိုကညနေချိန်ကိုစောင့်ဆိုင်ကြလေတော့ဒီအဆုံးထိနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ